အဲ့ဒါပြောတာအဲ့ abuse လုပ်တယ်လို့ခေါ်တယ်ပုကဝန်စား Christianity is not abuse နော်အဲ့ဒါကြောင့်ဖွားမြင်ခြင်းခံတယ်ဖန်ဆင်းခြင်းမခံဘူးလို့ပြောတာအဲ့တင်တို့အမှုနဲ့ပြောစရာများတာရှိသို့တော်လည်းငါ့ကိုစေလို့တော်မူတစ္ဆာလေးပြေဆုံးတော်မူပြီးဆိုငါပြုခြင်းတိုင်းပြုလို့မရဘူးဘာလို့လဲငါဟာဖယားဘွားမဟုတ်ဘူးနော်တူတင် prediction လုပ်ထားတဲ့နော်ဗျာဒိယူပါယုံဆိုတဲ့နှုတ်ကပတ်တော်ဟာလူစားဒီခံယူလာတဲ့အတွက်အဲ့ဒီကြိုတင် prediction လုပ်ထားတဲ့3ရက်နေထားတော့မယ်ဆိုတဲ့နော်နှုတ်ထွက်ဝိညာဉ်ဟာလူခန္ဓာနဲ့အသွေးအသားအယိုးနဲ့ခန္ဓာဖြစ်လာတဲ့3ရက်နေမှထမြောက်တာနော်အဲ့ရက်နဲ့ငါထမြောက်ခြင်းလို့ရတယ်ဘာလို့လဲငါမှထမြောက်ကြတယ်အခွင့်ငါအသက်ကိုယူပိုင်သောအခွင့်ငါအသက်ကိုတဖန်ယူပြန်ရသောအခွင့်ငါအသက်ကိုစွန့်ရသောအခွင့်နဲ့ငါအသက်ကိုတဖန်ယူပြန်ရသောအခွင့်ဟာငါနဲ့ရှိတယ်ငါမှစီရင်စရာတွေငါလုပ်ပိုင်ခွင့်တွေရှိတယ်သို့တော်လည်းငါမလုပ်ဘူးဘာဖြစ်လို့လဲငါကိုဇေလွတ်တယ်ဆိုတာလူစားတိခံယူတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ငါဟာဒါ prosopological exegesis နဲ့ပြောတာယာဝီဟာလူစားတိခံလာတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနှုတ်ကပတ်တော်ကကြိုတင် prophet ပြုတ်ထားတဲ့ဟာရဲ့ဘေဒုတလုံးမကြံပဲလူအဖြစ်မှာထင်ရှားပေါ်ပြဆောင်ရွက်မယ်လို့ပြောတာအဲ့ဒါကိုတစ္ဆာနဲ့ပြည့်စုံဘာဖြစ်လို့လဲအဲ့ဒီတစ္ဆာနဲ့ပြည့်စုံလဲဆိုတော့ဘုရားသခင်ဤနော်နံဝိညာဉ်ဟာလူဖြစ်လာတဲ့အတွက်အဲ့ဘုရားသခင်ရဲ့နံဝိညာဉ်တစ္ဆာဆိုတာကတခြားတစ်ပါးကိုတစ္ဆာခံတာမဟုတ်သူကိုယ်တိုင်လူဖြစ်လာတဲ့နံဝိညာဉ်ဘုရားသခင်ရဲ့နော်လူစားတိခံယူတဲ့ခွားမြင်ခြင်းအဖြစ်ခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body soul ဖြစ်စေပြည့်စုံတယ် perfect ဖြစ်နေတဲ့ခန္ဓာဖြစ်တဲ့အတွက်အဲ့ဒီဇေလွတ်တယ်ဆို what become flesh process ကဖြစ်လာတဲ့ခန္ဓာဖြစ်တဲ့အတွက်ငါအဲ့ဒီတိုတင် prophet ပြုချက်တွေကစကလွဲလို့ဘေဒုတလုံးမကြောက်ဘူးပဲဆောင်ရွက်တယ်အဲ့ဒီထက်ပိုတဲ့ဟာအများစွာလုံးပိုင်ခွင့်ရှိတယ်သို့တော်လည်းငါဖယားအပွားတပါးလို့ငါလှုပ်ချင်တယ်မလှုပ်ဘူးလို့ပြောတာငါဖယားဘွားခမဲတော်ဖယားဘွားလို့ပြောတာမဟုတ်ဘူးဖြစ်တယ်အဲ့ဒါကို blasphemy လုပ်ပြီးဒီကျမ်းရက်ကိုသူယူသုံးပြီးတော့စော်ကားနေတာဖြစ်တယ်ဆိုတာကိုတာဇန်တွေကတော့မသိဘူးအာမင်ထူးနေတာပေါ့နော်အဒီကြီးနာတာဇန်တွေအဲ့ဒါငါတော့ပြောတတ်တယ်အဲ့လိုပြောနေတာယေရှုခရစ်တော်ယေရှုခရစ်တော်ပြောတာမင်းတို့ပဲပြောစရာရှိတယ်မထင်နဲ့ငါလည်းပြောစရာရှိတယ်အခုပြောပြီလေပင်တော့အမှု၌ပြောဆိုစီရင်စရာများစွာရှိပြဆက်ဖက်သို့တော်လည်းငါကိုဇေလွတ်တော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏သူ၏အထံတော်၌ငါကြားသမျှကိုသာဤလောက၌ငါဟောပြောသည်ဟုမိန့်တော်မူ၏ရပြီငါပါတော့အများကြီးရှိတယ်နော်ပြောခိုင်းလို့ပြောတာမဟုတ်အဲ့ဒါပါဆို prosopological exegesis လို့ခေါ်တယ်တရားပြန်ထိုးတာငါလူစားတိခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါ prediction လုပ်ထားတဲ့ဗျာဒိတ်စကားတွေကနေလူအသွေးအသားအယိုးဖြစ်လာတာဖန်ဆင်းခြင်းကိုမခံဖွားမြင်ပြီးတော့ immaculate conception ဤကဝုဖြစ်စဉ်ကမ္ဘာကအစားနဲ့ကကပအဆုံးပြီးဘယ်ပါမှမရှိတဲ့တဆူတပါးဒီတော့ဘုရား only begotten son ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒါလို့မွေးဖွားခြင်းမျိုးကဘယ်မှမရှိဘူးယေရှုခရစ်တော်မှာပဲရှိတယ်အဲ့ဟာပြင်ဖွားမြင်လာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာဖြစ်တဲ့အတွက်ငါဖယေဘွားလို့နော်ငါသဘောနဲ့ငါကြားတယ်ကွာတရက်နဲ့ထမြောက်မယ်လို့ထမြောက်မှာမဟုတ်ဘာ3ရက်နေထမြောက်မယ်ဆိုတော့နှုတ်ကပတ်တော်ကလူဖြစ်လာတဲ့အတွက်3ရက်အတွင်းမဲ့ပါပဲထမြောက်တာဖြစ်အဲ့ဒါဘေဒုတလုံးမကြံပြည့်စုံအဲ့ဒါကိုပြောတာဖြစ်တယ်အဲ့ဒါကို blasphemy လုပ်ပြီးတော့ပုဂ္ဂိုလ်နှစ်ပါးပါသူလှုပ်ချင်တယ်လုံးလုံးမရပါဘူးဆိုတဲ့နော်ဒါဘာသာရေးစော်ကားနေတာကိုတာဇန်တွေကနားမလဲပဲနဲ့ဒီကြီးနာတာဇန်တွေကအာမေထူးနေတာပေါ့နော်အာမေထူးစံတိုးချီစားပြီးတော့လူဖြစ်နေကြတာပေါ့နော်ဟောဒါမဲ့ငါမပြောဘူးငါအဖစီကနေငါကြားတဲ့ဟာပဲဒီလိုငါပြောမယ်ဒါဆို तू အသွေးသားပြောစရာရှိလားဒါပေမဲ့ तू ပြောပါအဖတပါဟိုတည်းရတပါအဲ့လူပုံကူမျိုးနောက်တစ်ယောက်ရှိတယ်ကျွန်တော်ဖော်ပြရမယ်နော်ပြောလားအဖပြောခိုင်းတာပဲပြောမယ် तू အသွေးသားကဏ္ဍကိုမျိုးသိပ်ထားရတာပါလေအဲ့ဒါနှစ်ယောက်လို့သူပြောနေတာအဖတယောက်နော်ယေရှုကတယောက်အဖဝိညာဉ်ကယေရှုအထက်မှာဝင်ပြီးအလုံးလုံးနေပါတယ်ပူကတ်ဝင်စားခြင်းကိုပြောနေတာဖြစ်တယ်ဆိုတဲ့ကြောင့်ဒါစဉ်းစားကြည့်နော်ဒီနေ့လူတွေကတီးခံတယ်ပြောချင်တာပြောပြီးမှလေနော်နောက်ဆိုတော့ငါမပြောတော့ဘူးတော့ပြီအခုတော့ပြောအရွှမ်းဖောက်တာလေနော်ကြော်လိုက်ပဲနော်ကျွန်တော်ဒီဟာမျိုးပေါ့အဲ့လိုပုံပုံမျိုးနောက်တစ်ယောက်ရှိတယ်ကျွန်တော်ပြော
သူက3ကားပေါင်းမိုးမလင်းပေါ့နော်ပုဂ္ဂိုလ်3ပါးရှိတယ်ဆိုတော့သူလက်မခံအောင်ဒါပေမဲ့သူက2ပါးဖြစ်နေတဲ့အဲ့လိုဆန်တိုးနဲ့တော်တော်တူးနေတာပေါ့နော်နောက်ဆုံးမှသွားတူးတာပေါ့တူးနေတာကွဲတယ်လို့ရှိတယ်သူကတဆူတစ်ပါးလည်းမဟုတ်တဆူတစ်ပါးကိုမယုံမဲနဲ့သူကပုဂ္ဂိုလ်2ပါးရှိတယ်လို့သူယုံနေတယ်နောက်တစ်ယောက်ကိုကျွန်တော်ဖော်ပြမှာဖြစ်နားတော့အဲ့ တမက ဒါဟိုနေပေါ့နော်ဟိုဗာလဲ Foundation TV ဆိုတဲ့နေရာနော်အာလာပေါ်လူဆိုလားမသိသူနာမည်သူလည်းလွဲနေတာပေါ့နော်သူက 80% လောက်တော့သူမှန်တယ်ဆန်တို့က 100% လုံးမှားနေတာသူက 80% လောက်တော့သူက right ဖြစ်နေ20% ခမီးတော်နဲ့သားတော့မှာ confuse ဖြစ်နေပုံက2ပါးဖြစ်နေတာပေါ့နော်20% နဲ့သူကတိုင်ပတ်နေတာပေါ့ဂျာကြီးသူ့မိရိုင်မလုံးစက်ကူကဖြစ်နေငါမတပါလို့ရေးထားတယ်ကျမကအဲ့ဒါကိုမရှင်းမလင်းဖြစ်နေသုံးခုကိုဆိုတာဒါကျွန်တော်နေခိုဒီနေခိုကိုကျွန်တော်ပြင်နေတာပြီးတော့ဖယားက3ပါးလားတပါးလားအာလာပေါ်လူဆိုတာမျိုး Foundation TV တမချက်စာကဘယ်လိုပြောတာလဲ သူက UPT ကဖယားတပါးကို 80% လောက်သူကနီးစပ်နေပြီဒါပေမဲ့20% လောက်ကအဲ့လိုတော့ဂျာကြီးသူ့မရပေါ့မိုးလုံးဆက်ကူကတိုင်ပတ်နေခမီးတော်နဲ့သားတော့2ပါးဖြစ်နေပုဂ္ဂိုလ်2ပါးဆန်တိုးကပုဂ္ဂိုလ်5ပါး3.9တာဟိန္ဒူရေးစလုံးဝ 100% ဆန်တိုးက heresy အမှားယုံနေမကောက်ဘူးနော်မိစ္ဆာအယူကိုပြောနေုံနဲ့မကောက်ဘူးဒါ blasphemy လို့ခေါ်တယ် blasphemy ဆိုတာဘာလဲဆိုတော့ဘာသာရေးကိုစော်ကားနေတာခရစ်ယာန်ရဲ့မူလယုံကြည်ချက်ကိုယေရှုကခရစ်တော်မဟုတ်ပါဘူးဆိုတာဒါစော်ကားတာဘာသာရေးစော်ကားနေတာဖြစ်အဲ့ဒါ blasphemy ဖြစ်တယ်နော် heresy တွေမကောက် blasphemy ပါဖြစ်နေတယ် 100% တေချာဖို့ငရဲသွားမယ်ကောင်ဖြစ်တယ်ဒါဒီပုဂ္ဂိုလ်က80% လောက်တော့သူကနီးစပ်တယ်ဒါပေမဲ့20% ခမီးတော်နဲ့သားတော်မှာသူကဂျာရေးသူ့မွေရိုင်မိုးလုံးဆက်ကူကပ်ဖြစ်နေတာဖြစ်တယ်ပုဂ္ဂိုလ်2ပါးပေါ့နော်သူက2ပါးဖြစ်နေအဲ့ဒီနာတော့ ဥကွယ်နေတာ3ပါးကိုဥကွယ်နေတာ3ပါးတဆူဆိုတော့ဘာကိုပြောတာလဲဒီအကြောင်းကိုကိုဆင်ချင်မှာဖြစ်ပါတယ်ဘာဖြစ်လို့ဖယားကတပါးလဲ3ပါးလဲဒီလိုမျိုးမရှင်းမလင်းတဲ့ယုံကြည်သူတဲမှာဖြစ်လာရတယ်လေဆိုရင်ဒါလေးတမကျန်းစာကြောက်ပဲဟုတ်တယ်တမကျန်းစာကြောင့်မဟုတ် တမန်ကျမ်းစာကြောင့်မဟုတ်တန်ရှင်းသောဝိညာဉ်တော်ပေါ်ပြခြင်းမခံအောင်နော်ဗတ္တိဇံမခံရသေးလို့ဒုတိယမွေးခြင်းမခံရသေးလို့နော်ဘာလဲဆိုပေတျုတို့ယောဟန်တို့ယာကိုတို့ဖိလိပ္ပိတို့တော့ confusion တယ်ကိုတော့ခမီးတော်ကိုပြပါခမီးတော်ကိုပြပါတစ်ချိန်လုံးပြနေတာယေရှုတက်တော်ထင်ရှားရှိစဉ်တစ်ချောင်းမှာမေးနေတင်းခမီးတော်ပမာရှိတယ်တင်းခရစ်တော်မှန်တယ်လို့ခရစ်တော်မှန်လေအတိလင်းပြောပါတင်းခမီးတော်ဒီအဘယ်မှာရှိတယ်နော်ဖိလိပ္ပိဆိုကိုတော့ခမီးတော်ကိုပြတော်မူပါထို့သောပြတော်မူတယ်ကျွန်တော်တို့အဲ့လိုပြည့်စုံပါပြီဘာလို့ confuse ဖြစ်နေလဲဘာဖိလိပ္ပိအီးမေးလ်ကလာပါလို့တင်းငါနဲ့အတူရှိပြီးမှတင်းငါ့ကိုမသိသေးတော့ငါ့ကိုမြင်တော့သူကခမီးတော်ကိုမြင်တယ်အဲ့ vision ဆိုတာမြင်တာမြင်ခွင့်ကဘယ်တော့မှမရအောင်ခမဲတော်ကိုမြင်လို့မရအောင်ဒါကြောင့်မို့ယေရှုကိုမြင်ခွင့်ပေးတာခမဲတော်ကနေလူစားတိခံပြီးအယောသားအသွေးနဲ့ဖွားပြီးဖန်ဆင်းခြင်းမခံပဲဖွားပြင်းခြင်းအဖြစ်တင်ရှားပေါ်ပြတာအဲ့ဒါကိုနားလည်ပြီးဆိုခမဲတော်ဆိုတော့သိပြီဒါကြောင့်မို့ငါ့ကိုမြင်တော့သူကခမဲတော်ကိုမြင်တယ်တတ်ထတ်တယ်ပဲဘာလူစားတိခံပြီးလဲနှုတ်ကပတ်တော်ရေဟောဝါရာဝဲခံတာ body software ဖြစ်တဲ့အတွက်ငါ့ကိုမြင်ပြီးဆိုမင်းတို့မျက်စိနဲ့မြင်မှန်ခွင့်မရှိဘူးဒါကြောင့်မလို့အဲ့ဒီဟာဖန်ဆင်းခံထားတဲ့လူရဲ့အလွှာ level လို့ခေါ်နော်အဲ့အလွှာထဲမှာ atmosphere ထဲမှာဖန်ဆင်းခြင်းမခံပဲဘွားမြင်ခြင်းအပြင်ခံလာတဲ့လူစားတိခံရဲ့နှုတ်ကပတ်တော်ရေဟောဝါရာဝဲခံတာ body software ဖြစ်တယ်ဆိုတော့မင်းတို့မြင်ပြီးတော့လက်ခံပြီးယုံကြည်ပြီးဆိုရင်အဲ့ဒါခံမဲတော်ပဲလို့ပြောတာဒါကြောင့်မလို့ငါတင်းငါနဲ့အတူရှိမှတင်းခမီးတော်မသိသေးသလိုဘယ်အခါမှသိတယ်ဆိုတော့တမန်တော်2ရောက်မှာတတိတော်တိုင်တန်ရှင်းသောဝိညာဉ်တော်နဲ့ဗတ္တိဇံဒုတိယမွေးခြင်းခံရတဲ့အခါတန်ရှင်းသောဝိညာဉ်တော်ကပင်တေကုတ်တွေနေကြမှာဗတ္တိဇံခံရပြီအဲ့ဒါတလုံးတော့တဆူဒီတော့ယေရှုကခရစ်တော်တည်ဟူသောလူစားတိခံယူရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝဲခန္ဓာ body software ဖြစ်တယ်ဆိုတော့သိပြီးတော့နော်တန်ရှင်းသောဝိညာဉ်တော်ဗတ္တိဇံခံရတော့မှသိရတာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်အလင်းပွင့်မှသိရတာဖြစ်တယ်ကျမ်းစာကြောင့်မဟုတ်ဘာဖြစ်လို့ငါမသွားလေတင်းလို့စီဥပစေဆရာမလာဘူးဘာဖြစ်လို့ခမဲတော်ဖယေဘွားတီးကြတပါအဖြစ်တင်းတို့ကငါမသွားဘူးနားလေလားမသိငါမသွားလေဥပစေဆရာတင်းတို့စီလို့မလားငါသွားလေဥပစေဆရာတင်းတို့စီလို့လာမယ်ဘေးကိုမသွားတာခမဲတော်အရာမှာ transfer position တော့
ဗျာဒိတ်3အခန်းကြီး3အငယ်22 23 24မှာငါဒီအောင်မြင်ခမည်းတော်ပလင်မှာခမည်းတော်ထိုင်နေတဲ့အောင်မြင်တော်သူကငါဤပလင်မှာငါနဲ့အတူထိုင်ရတော့အခွင့်ကိုပေးမယ်ဆိုတော့ transfer position အဲ့ဒီနေရာကိုမင်းတို့ receive လုပ်ဘူး Brian side ကိုမင်းတို့ receive လုပ်တဲ့အတွက်ငါကိုခမည်းတော်ရဲ့ဘုံထဲမှာဝင်စားတဲ့ယေရှုခရစ်တော်ဆိုတော့တဆူတော်ရောဗျာရှိမ Israel ဆိုတော့မင်းတို့မြင်ခွင့်မရအောင်ဘာကြောင့်မရလဲငါမသွားဘူးငါမသွားလေဥစေစရာမလာဘူးတင်လို့ချူမလာဘူးဘာလို့တန်ရှင်းသောဝိညာဉ်တော်နဲ့ဗေဒိဆန်တင်လို့မခံရအောင်ဘာလို့ငါမသွားဘူးဆိုတော့ပဲခမည်းတော်နဲ့တလုံးတော့တဆူတည်းဖြစ်တယ်ဆိုတော့မင်းတို့စိတ်နှလုံးထဲမှာမသွားသေးဘူးမယုံကြည်သေးဘူးမယုံကြည်သေးသမျှကာလပါလုံးမင်းတို့ကတန်ရှင်းသောဝိညာဉ်တော်နဲ့ဗေဒိဆန်မခံရအောင်မခံရတဲ့အတွက်ကြောင့်ပါလေငါဟာတဆူတဘာဒီတော့ဘုရားဆိုတာမင်းတို့သိခွင့်မရတဲ့အတွက်ပုဂ္ဂိုလ်နှစ်ပါးပုဂ္ဂိုလ်သုံးပါးဖြစ်နေတာဖြစ်နားလေလားမသိဘူးနားမလဲစံတိုးချီရွယ်ဆက်စားနော်မင်းတို့ဆက်စားနေရဲလိုက်ပါလား တရားဟောရာခန်းကြီး6အငယ်4မှာငါတို့ဘုရားသခင်ထာဝရဘုရားကြီးတဆူတီးသောထာဝရဘုရားဖြစ်တော်မူ၏ဒီလိုပြောတဲ့ကြမ်းရှိတယ်ဘုရားသခင်တဆူ ဒါရှိမ Israel ကိုပြောနေတော့ ရှင်းရှင်းလေး အမှန်မှန် နောက်ထပ်ရှင်းမတရားခန်းကြီး28အငယ်19မှာတင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေတဲ့ခမဲတော်တာတော်တရှင်တော်ဝိညာဉ်တော်ဤနာမ၌ပฏิစံ ဒါ Trinitarian passage လို့ခေါ်တယ်ဒါနောက်တိုး passage လို့ကျမ်းပညာရှင်တွေကလည်းပြောတယ်ပေါ့နော်မူရင်း Greek ကျမ်းတွေမှာဒါတွေမပါဘူးပေါ့နော်ဒါနောက်ထပ်တိုးထားတာလို့လည်းပြောဘယ်လိုပဲပြောဒါဟာလူမျိုးတကာတို့ငါတပည့်ဖြစ်စေတယ်တန်ရှင်းသောဝိညာဉ်တော်ဤနာမ၌ဗေဒိဆန်ခံကြတော့ဆိုနာမဝမ်းနာမ singular နဲ့ပြောထားတာဖြစ်တယ်ဘုရားသုံးပါးလို့ပြောတာမဟုတ်ဘူးအဲ့ဒါကိုသုံးကားပေါင်းမိုးမလင်းအဲ့ဒီကျမ်းချက်တွေတော့ပြောဘုရားသုံးပါးရှိတယ်ပုဂ္ဂိုလ်သုံးပါးရှိတယ်လို့နော်ခွေးစကားပြောနေတာဖြစ်တယ်ဖာပါဇက်နဲ့ပြောနေတာဖြစ်တယ်ဘာလို့ဘာကြောင့်အဲ့လိုပြောနေလဲသူတန်ရှင်းသောဝိညာဉ်တော်ဗေဒိဆန်ကိုမခံရလို့ဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်နဲ့ဗေဒိဆန်ခံရတဲ့ဒူတိုင်းဟာတမင်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်နာမဆိုတဏမတဲ့အဲ့ဒါဘယ်လိုလဲအဲ့ဒါနစ်မြုပ်ခြင်းဆိုတာတစ်ချိန်နဲ့နစ်မြုပ်တာ၃ချိန်မနစ်မြုပ်ခိုင်းဘူးတစ်ချိန်နဲ့နစ်မြုပ်တာပါလေအဲ့ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဟာနစ်မြုပ်ခြင်းဆိုတဲ့ဝန်ခံခြင်းဗေဒိဆန်တစ်ချိန်မဲ့တဆူတပါးဒီတော့ဗျာယေရှုခရစ်တော်ငါတပည့်ဖြစ်စေကြတော့ discipleship of Christ ခရစ်တော်ရဲ့တပည့်ဖြစ်ခြင်းဟာခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်တဏမထဲမှာနစ်မြုပ်ခြင်းဖြစ်တယ်ဆိုတော့အဲ့ဒီကျမ်းပိုက်ကပြောတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီကျမ်းပိုက်ကလည်းဓမ္မပညာရှင်တွေဒါကျမ်းပညာရှင်တွေကဘာပြောလဲဆိုတော့ထင်ရှားတဲ့ကျမ်းပညာရှင်ဒါဟာTrinitarian ဟိုလည်းမဟုတ် passage လို့ခေါ်တယ်ဒါထပ်ပေါင်းထားတာအရင်ကမရှိဘူးပေါ့နော်ထပ်ပေါင်းတော်လဲပဲဒီကျမ်းဟာဘာကိုပြောတာလဲဆိုတော့ပုဂ္ဂိုလ်၃ပါးရှိတယ်လို့ပြောတာမဟုတ်ဘူးဆိုတော့ကျွန်တော်တင်ပြဆွေးနွေးတာဖြစ်တယ်ဆက်ကြည့်အောင်သူဘာပြောလဲလို့ ဘုံဟာမှာကျန်းစာတွေပဲကျွန်တော်ဆင်ခြင်တော့မှဖြစ်တယ်ဒါရှိပြီးတော့အောက်ပြောကြပါလို့ကျွန်တော်နောက်ဆိုချင်တယ်ဒီအပိုင်းမှာကတခင်ယေရှုကခမဲတော်ပဲလားဒါမှမဟုတ်ရင်တခင်ယေရှုကဖယားတိတ်တဘာကတားတော်ဆိုပြီးတော့ခံယူပြီးတော့အလုပ်လုပ်နေတာလားဟိုခမဲတော်နဲ့တဘာတည်းပဲလားဒါမှမဟုတ်ရင်တခင်ယေရှုကဖယားတခင်ရဲ့တားတော်အစ်စ်လားတမန်ကျမ်းစာကဘယ်လိုပုံစံဖော်ပြထားလဲ ကျွန်တော်ပြောအဲ့ဒါအဲ့နေရာမှာကျွန်တော်ကြားဖြတ်ပြောတာပါနော်တားတော်လို့ဘာကြောင့်ပြောလဲဆိုလူကိုဖျားဖြစ်ခွင့်မပေးဘူးဖျားစင်စစ်အဖြစ်ပေးခွင့်မပေးဘူးဘာလို့လဲဖန်ဆင်းရှင်နဲ့ဖန်ဆင်းခံနေချခြင်းလုံးဝမတူတဲ့အတွက်ကြောင့်လူစားတိခံယူရဲနှုတ်ကပတ်တော်ယေဟောဝါယာဝေခံလာအဲ့ဒါပါလဲဆို sonship တားရဲ့အဖြစ်တော်မှာဂိုင်းဆက်ခွင့်အားဖြင့်နော်ဒါလိုက်တောင်ပြီးတာမဟုတ်ဂိုင်းဆက်ခွင့် grafting အားဖြင့်ပဲငါဒီမှန်သောစပြည့်နေဖြစ်တယ်သူတို့ကအခက်ဖြစ်တယ်ဂိုင်းဆက်ခွင့်အားဖြင့်သားရဲ့အဖြစ်တော်လူကိုစွန့်ပေးပြီးရွေးနှုတ်ခဲ့တယ်အဲ့ဒီအတွက်ဖယားဆင်စစ်လူစားဒီ 100% ခံယူထားတယ် 100% ဖယားဆင်စစ် divine nature ရဲ့အသွေးကိုရစ်ပလင်ပေါ်မှာထိုအသွေးကိုငါပေးမယ်ဆိုတော့တရားဟောကျမ်းဝိပုယကျမ်းအခန်းကြီး7အငယ်7ဟောကိုတိုင်တယ်ကျင်းဆိုတော့တရားစားငါနှုတ်မှထွက်တည်ပြီးမပြေဆုံးပဲမနေကိုတိုင်တယ်တာထက်မှာဘုရားမရှိတော့အဲ့ဒါ verily I say to you truly I say to you ယေရှုကငါအမှန်ကန်ဆိုဒီကားကိုကြိမ်ပြီးပြောတာအဲ့ဒါသူဘယ်သူလဲဆိုတော့ prosopological exegesis နဲ့ပြောနေတာဖြစ်တယ်နော်သူဟာယေဟောဝါယာဝေကိုယ်တိုင်လူစားတိခံယူလာတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေခံ bodies of Christ ဖြစ်တယ်အဲ့ဒါလူဘုရားဖြစ်ခွင့်မပေးဘူးသားရဲ့အဖြစ်တော် sonship ဂိုင်းဆက်ခွင့်အားဖြင့်ဝန်ခံခိုင်းတာဖြစ်တယ်
အဲ့ဒါအဖြစ်ရွေးလို့ကဲတင်တာဖြစ်တယ်အဲ့ဒီအတွက်ဘုရားအသွေး100%လူစားတိခံယူထားတယ်100%လူဖြစ်ခံယူထားတယ်ဘုရား100%ရဲ့အသွေးကိုရစ်ပလင်ပေါ်မှာထိုအသွေးကိုငါပေးမယ်လို့ပြောတာအဲ့ဒါနားလေနားမလဲတာဇန်တွေကတော့အဲ့ဒီမြကြီးနားတာဇန်စံတိုးချီပဲဆက်စားပြီးတော့ငရဲလိုက်ပါကြ ဆိုတော့ကျွန်တော်တို့ဆင်ခြင်သွားမှာဖြစ်ပါတယ်တခင်ယေရှုကိုကျွန်တော်တို့အမြဲတမ်းပြောတယ်ခမဲ